တရားလုံးပဲမင်္ဂလာပါဗျာနော်ဒါကတော့ကျွန်တော်တို့ပုတ်တူနေအတွက်ဖြစ်ပါတယ်မနေ့ကတော့ဒါဘာဖြစ်မနက်ကတော့ဒါကျွန်တော်တို့ဒီလောက်ပြောတယ်အတန်တန်ဟိုနက်ခတ်ဟိုပါဘောနော်2ရက်အတွင်းဒီမွေးကွက်မွေးထိုးညနက်ခတ်ထိုးဆိုတော့နက်ခတ်တော့ဆင်းသွားတယ်ဒါပေမဲ့ကျွန်တော်တို့မရလိုက်ပါဘူးညနေပဲကြတော့လေဒါ၄-9ချိန်ပေါ့နော်မနေ့ကပြောတယ်မှာထိပ်ပိတ်က4ထိပ်4ပိတ်6ထိပ်6ပိတ်တူနေတယ်4-9ချိန်ကဒီရက်ချိန်စီပြီဆိုပြီးတော့ဒါပေမဲ့ကျွန်တော်တို့ဒါဖက်သီးလေးကစားလိုက်တော့ဒါကျွန်တော်တို့4-9ကတော့2သီးစားကြီးတော့ကျွန်တော်တို့ရလိုက်ပါသေးတယ်ဗျာနော်ဒီနေ့ကတော့ကျွန်တော်မိတ်ဆွေတွေအတွက်ဒါ YouTube ရောဒါကရူကမိတ်ဆွေတွေရောအားလုံးပဲတင်ခွင့်မိအောင်လို့တော့အတတ်နိုင်တော့အကောင်းဆုံးကြိုးစားထားပေးပါတယ်ကျွန်တော်ဒီမှာကတော့ဒါလောလောဆယ်ကတော့ဒီတွက်နေရပဲအခုလောလောဆယ်ရွှေထားပေးတယ်ပြီးရင်ဒီ formula ရနဲ့တွက်နေနဲ့နှစ်ခုပေါင်းမှုတော့ရွှေထားပေးတာဖြစ်ပါတယ်ဒါမနေ့ကဆင်းလာတာက8-9 break ဆင်းလာတဲ့အတွက်ဒီနေ့က1 break ကိုပဲအခြေခံပြီးတော့ဦးစားပေးရွှေထားပေးတယ်ပြီးရင်ကျွန်တော်တို့ power အတွဲက2-9နဲ့3-5နှစ်တွဲပဲကျန်တဲ့အတွက်အဲ့ဒီ power နှစ်တွဲကိုပဲဒါကျွန်တော်ကဒီ1 break ဖြစ်အောင်လို့ရွှေထားပေးပါတယ်ဗျာနော်ပြီးရင်ကျွန်တော်တို့ဒါဆင်းတဲ့စင်းတာရှိတဲ့အများဆုံးဟာလေးတွေကိုတင်ခွက်ထဲမှာရွှေထားပေးတယ်ဒီနေ့ကျွန်တော်တွက်နေအရာဆိုလို့ရှိရင်တော့2ခွန်ချိန်ကိုပို့ပြီးကြိုက်တဲ့အတွက်2ခွန်ချိန်နဲ့ဆိုင်တဲ့ဟာလေးတွေကိုတော့ဒါကျွန်တော်အောက်ကွက်ထဲမှာပို့ပြီးတော့ရွှေထားပေးတာဖြစ်ပါတယ်เนาะဒီအောက်ကွက်ကတော့အလုံးပေါင်းဒါ3ခွက်4ခွက်လောက်ပဲရှိပါတယ်အရန်ကတော့2ခွက်ပေါ့နော်မိတ်ဆွေများအနေနဲ့ဒီ6ခွက်ပဲကစားမှာမို့ဒါနည်းနည်းလေးဒါဆော့တင်တယ်လို့တော့ထင်ပါတယ်ဗျာနော်ကန်ဆန်တဲ့သဘောမျိုးအနေနဲ့အဲ့ဒါကြောင့်ကျွန်တော်ဒါဒီတနင်္လာနေ့ပါဆိုလို့ရှိရင်เนาะအဓိကဦးစားပြီးတော့ရွေးရတာကတော့ဒါ2-9တို့ခွန်4တို့ပေါ့နော်ပြီး20ခွန်5ဒီကောင်လေးတွေကိုတော့ကျွန်တော်က2ခွန်ချိန်ကြိုက်တဲ့အတွက်1 break ဖြစ်အောင်ရွေးလိုက်တော့အဲ့ဒါလေးတွေရတော့ကျွန်တော်အဲ့ဒါလေးတွေကိုတော့ဒါဦးစားပေးပြီးရွေးထားပြီးတယ်အရင်ထဲမှာကတော့3-1နဲ့3-1-5-6ပေါ့အဲ့နှစ်ကွက်ကိုတော့ဒါအရင်ထဲမှာထည့်ထားပေးပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့အကြိုက်တူတော့ကစားပါကျွန်တော်တို့ဒီတစ်ပတ်ကတော့ကျွန်တော်ဒီမှာကတော့ပတ်တီကတော့ကုံသွားပါပြီကျွန်တော်ပြောပါတယ်ပတ်တီတွေကနည်းနည်းစောဆင်းတက်တဲ့အတွက်မိတ်ဆွေများဒါစောလေးမှန်ပါဝင်ပေးဖို့เนาะအခုမှဝင်တော့ကျွန်တော်ဒီမှာတော့တကယ်ပတ်တီကတော့မရှိတော့ပါဘူးဒါပေမဲ့ကျွန်တော်တို့8တစ်စင်တာတဲ့အတွက်မိတ်ဆွေများအနေနဲ့ပတ်တီတစ်လုံးနဲ့တည်တံ့လိုက်ချင်တော့ဒါကျွန်တော်ကတော့3 ပတ်တီလိုက်တင်တယ်လို့ထင်ပါတယ်3 ပတ်တီကတော့ဒါ formula တိုင်းဆိုလို့ရှိရင်တော့ဒီတစ်ပတ်မပြောက်တဲ့ပတ်တီပါဗျာနော်ကျွန်တော်ဒီမှာကတော့ဒါပတ်တီတော့မရှိတော့ပါဘူးမွေးကွက်4ကွက်တော့ကျန်ပါသေးတယ်မွေးကွက်4ကွက်ကလည်းဒီနေ့ညနေလောက်ဆင်းမယ်ထင်ပါတယ်ဗျာနော်မိတ်ဆွေများအနေနဲ့မွေးကွက်ပဲ4ကွက်ကိုတည်တံ့ဒါလိုက်ထိုးနိုင်တယ်ဆိုလို့ရှိရင်တော့ဒီအောက်မှာ phone number ရေးထားပေးပါတယ်ခွန်9395936ရဲ့ Viber Telegram မှာလာဟိုင်းပေးပါအဲ့ဒီမွေးကွက်4ကွက်ကုန်ရင်တော့မရှိတော့ပါဘူးဗျာနော်ကျွန်တော်ဒီမှာပတ်တီနဲ့မွေးကွက်ကတော့ကုန်ပြီဖြစ်ပါတယ်ဒီပတ်တီနဲ့မွေးကွက်တွေကဒါဗုဒ္ဓညနေလောက်ဆိုလို့ရှိရင်တော့သူကပုံမှန်အဖြစ်တော့စင်းတာရှိတာများတဲ့အတွက်မိတ်ဆွေများအနေနဲ့ခွန်9395936ရဲ့ Viber Telegram မှာဟိုင်းပြီးတော့လာယူလို့ရပါတယ်ဗျာနော်အားလုံးပဲအဆင်ပြေကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြောသလိုပဲကျွန်တော်တို့ကတော့အမြဲတမ်းလည်းမမှန်နိုင်ဘူးအမြဲတမ်းလည်းမမှားနိုင်ဘူးအဲကြောင့်မိတ်ဆွေများအနေနဲ့ထိန်းဆော့ပါလို့ပဲဒါအဓိကထားပြီးတော့အကြံပြုချင်ပါတယ်ဗျာနော်